မင်္ဂလာပါကနုတ်ဝမ်းဆက်ရနိုင်တဲ့အရာလေးတွေကြားချင်ပါနော်ဒီမှာဒီမှာအိတ်ကနှစ်ဖက်ပါမယ်လက်ကဖြုတ်ပြီးလက်ဒီခါဒီမှာပွားတယ်နော်ပွားတာကိုဒီလိုလေးခါကျိုးရှိပြီခဏကပြလိုက်တာအနီရဲ့နော်ဒါကနည်းနည်းလေးညီညူပဲတန်းတယ်တော့လေမော်ရောင်လေးပေါ့ဒီမှာတော့အဲ့ဒီရောင်လေးရနိုင်ပါတယ်ဇုံ18000မှာနော်ဈေးလေးစုံစမ်းပြီးတော့ဒီမှာနာဝယ်ကျင်နေဆိုဒီမှာဟယ်လိုပေးလိုက်ပါဒီမှာကတော့ပြင်ဦးလေးမျိုးကပါအပါသားမဟုတ်ဘူးနော်အထူသားပါနော်ကနုတ်ဝမ်းဆက်အထူသားဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်